ပြီးတော့မေးပါတယ်ဗျာအဘဘာဖြစ်လို့လဲလို့ဆိုစစ်မှုထမ်းတွေကိုထဲမလို့ခေါ်တာတဲ့နင်တို့မေးစရာအကြောင်းမရှိဘူးတဲ့အဲ့ဒါနဲ့နေဝင်းမောင်ကိုလက်ထိတ်ခတ်ဆန်းတယ်ဆိုနေဝင်းမောင်ပြည်မြို့နယ်ပြည်သူ့ပါတီ PP ရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးစေရာဇော်ကိုအာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေကမေလ19ရက်နေ့ညပိုင်းမှာအိမ်ပေါ်ထိတက်ရောက်ပြီးတနက်နဲ့ချိန်ကအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။မိသားစုနဲ့နှီးစပ်သူတွေရဲ့ပြပြချက်အရအရက်ဝတ်တွေဝတ်ဆင်ထားတဲ့လက်နက်ကင်အုပ်စုဟာည7:00 နာရီခွဲအချိန်မှာဦးစေရာဇော်ရဲ့နေအိမ်ကိုရောက်ရှိလာပြီးစစ်မှုထမ်းဖို့အတွက်ဆိုကအင်အားသုံးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။အသက်34နှစ်အရွယ်ပါတီလူငယ်ဖြစ်သူဦးစေရာဇော်ကိုဖမ်းဆီးပြီးတဲ့နောက်ပြည်မြို့ခြေဆိုင်ချင်းမြန်တရင်ခမရ959တပ်ထဲမှာတညလုံးချုံနှောင်ထားခဲ့တယ်လို့ပြည်မြို့နယ်ပြည်သူ့ပါတီဥက္ကဋ္ဌဦးကျော်စန်းကပြောပါတယ်။ဘာယူနီဖောင်းဘာမှလည်းမပါဘူးကားတစ်စီးကနေပြီးတော့ရက်ပြီးပြီးတော့တကားအိမ်ခောက်ပြီးတော့ဆရာတော်ရှိပါတယ်ဆိုပြီးပြီးတနက်တင်နဲ့ချိန်ပြီးတော့ကားဝတင်ခေါ်ပါတယ်။တနက်ကျွန်တော်တို့စိတ်ပူတာ PDL လားကမြာလားဘာလဲကိုမသိတာ။အဲကြောင့်စိတ်ပူလို့ကျွန်တော်တို့ညာလုံးနဲ့အတင်းလိုက်တာ။အဲ့တော့ကျွန်တော်တို့ကတော့တန်တရားတော့ရှိသွားတာ။သူကပြောသွားတဲ့စကားတွေမှာအိမ်ကပြောပြတယ်တော့ဦးစီရဆိုမိသားစုပြောတာမနေ့မိုးလင်းနဲ့အုပ်ချုပ်မှုနဲ့လိုက်လာခဲ့ဆိုစကားဒါဆိုရင်တော့ဒါစစ်ပေါ်တာဆွဲတာပဲဖြစ်ရမယ်နောက်ဆုံးကြတော့959စစ်တပ်ရောက်တော့လေသူကမရောက်ဘူးမရှိဘူးမေးဆန်းကြည့်တာမှခုနလေးတင်ပို့ပါတယ်ဆိုတော့မနေ့ကလာတွေ့ပါဆိုကျွန်တော်တို့သွားတွေ့တယ်သွားတွေ့တော့ကလေးကဘာပြောလဲဆိုပြီးညတော့6ရောက်ကိုတဲ့ဒီတို့ချီ3တွေခတ်ထားရတာတဲ့အညာလုံးမဲ့တဲ့လူတို့ခါရောက်တယ်တဲ့ဦးစီရဇော်ဟာပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်းတိုင်းဒေသကြီးလွှတ်တော်အမှတ်9မဲဆန္ဒနယ်မှာအချိုးကျစနစ်နဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်။သူဟာနှလုံးကျန်းမာရေးအခြေအနေမကောင်းတဲ့အတွက်စစ်မှုထမ်းရွှေဆိုင်ပေးဖို့ပါတီတာဝန်ရှိသူတွေကမြို့နယ်စစ်မှုထမ်းခေါ်ဆောင်ရေးအဖွဲ့ထံဓာတ်ရိုက်စာတင်ပြခဲ့ပြီးတဲ့နောက်မေလ20ရက်နေ့မှာတော့ဖမ်းဆီးထားရကနေပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။အာဏာသိမ်းစစ်တပ်ကတော့ဒီဖြစ်စဉ်အပေါ်လုံထုံးလုံနည်းနဲ့အညီသာစုဆောင်းခဲ့တာဖြစ်တယ်လို့တုံ့ပြန်ခဲ့ကြောင်းမြို့နယ်ပါတီဥက္ကဋ္ဌဦးကျော်စန်းကပြောပါတယ်။ဆိုမနေ့ကသူတို့ပြောတဲ့စကားတွေမှာရှိတဲ့စကားမှာကျွန်တော်လည်းသူတို့နဲ့ပေါ်တော်လေးအငင်းကုန်ပြောရတယ်ပေါ့။ဒီရာကြီးဆိုတဲ့လူတွေပေါ့နော်။သူတို့နဲ့အုပ်ချုပ်ရေးပေါ့။ခင်ဗျားတို့တဲ့ခင်ဗျားတို့မဲဆန္ဒခင်ဗျားတို့ရှုံးတာလား။တီမှာဆိုရင်တီယာသမားလွှတ်တော်အမှသူသိမယ်နှုတ်ထွက်မယ်တခုဖြစ်မယ်ဆိုကျွန်တော်တို့ကဒါ PR 9နှစ်တည်းမှာတုတ်ဝင်တယ်လို့ကျွန်တော်ပြောတာမရဘူးတဲ့ရုပ်ောက်ပွဲဝင်နိုင်ပါညာဆိုပြီးတော့နောက်ဆုံးတို့ကပါကျမ်းရိပ်မကောင်းဘူးလို့စေးလိုက်ချတယ်စေးစာတွေကြည့်စစ်ပြီးတော့အဲ့ဒါနဲ့တင်ပါဆိုပြီးတော့ကျွန်တော်တင်လိုက်တာကျွန်တော်7နာရီနဲ့9နာရီမှာအဲ့ဒီဥစရာဆုံးဒီကျွန်တော်ကကိုယ်စားလှယ်လောင်းသွားတွေ့တဲ့ခါမှာအဲ့တွေ့ပေးတယ်ကျွန်တော်သွားတွေ့တယ်အဲ့လိုလိုပြလာကြလာတဲ့အဲ့တွေ့တွေကဘိုးကြီးနဲ့စိတ်မချမ်းသာပါဘူးငါလာပဲစစ်ရရတယ်ကျမသားလေးလှုပ်ဆင်းဝင်လည်းပြန်ဆင်းဝင်လည်းကြောက်နေပါကျမတို့တော့လည်းလည်းတော့တက်လာခဲ့ရတာတိုက်ပွဲချပြီးဒုက္ခနဲ့တက်လာခဲ့ရတာခုဒီကောင်လေးလာတူလှုပ်ဆင်းသွားတာဒီကောင်လေးနဲ့ကျမတို့ဘလို့မှဒီကလေးကိုချားတယ်ဒီကလေးကိုပဲအောက်ကိုစားနေရတယ်တက်နိုင်ဆုံးတွေ့ကြရင်ကျမတို့ဆွတ်သွဲပေးပါဖုန်းနံပါတ်ကလေးနဲ့ပေါ့နော်ဒီဖုန်းနဲ့လည်းကျမတို့ဆွတ်သွဲပေးပါပြည်သူ့ပါတီကိုယ်စားလှယ်တွေစစ်မှုထမ်းအဓမ္မဝင်ဆွဲခံရတာဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူးပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကလည်းမကွေးတိုင်းပွင့်ဖြူမြို့နယ်မှာပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကိုနိုင်ထက်လင်းကိုရဲနယ်ပြူစောတိအဖွဲ့တွေကနေအိမ်ပေါ်ထိတက်ရောက်ပြီးအဓမ္မစစ်သားစုဆောင်းခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာကိုနိုင်ထက်လင်းဟာတက္ကသိုလ်နောက်ဆုံးနှစ်တက်ရောက်နေတဲ့ကျောင်းသားတဦးဖြစ်ပေမဲ့သူ့ကိုပြန်လဲလွတ်မြောက်ဖို့အတွက်ငွေကျပ်300ကျော်နဲ့ပေးပြီးရွေးထုတ်ခဲ့ရတယ်လို့နီးစပ်သူတွေစီကသိရပါတယ်။ဦးကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီဟာအာဏာသိမ်းစစ်ကောင်းဆောင်တွေစိတ်ကြိုက်ဖန်တီးထားတဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကိုယ်တိုင်ကတော့စစ်ကောင်းဆောင်တွေဖန်တီးထားတဲ့ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာအဖွဲ့ဝင်ဖြစ်တာဝန်ထမ်းဆောင်နေပြီးနေပြည်တော်မှာပြောင်းရွှေ့နေထိုင်နေတယ်လို့သိရပါတယ်။ Subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်